ကိုကိုလာဆဲလို့ရှင်အေးသူဆဲတာငါကပ်ပါတာမှတ်လို့နားမထောင်ဘူးဒီဘက်နားကဝင်လာရင်ဟိုဘက်နားကထွက်တယ်အတိမတ်မပြုတ်ဘူးအတိမတ်မပြုတ်ပဲနေလိုက်လို့ရှင်သူဆဲလို့အားရရင်သူရပ်သွားမယ်ကိုကပြန်မဆဲသည့်အတွက်ကြောင့်ဆက်ပြီးတော့ကျွလွန်နေမှာမဟုတ်ဘူးဆဲလို့အားရအောင်ဆဲသွားပါစေငါကတော့မင်းဆဲတဲ့မြငါအတိမတ်ပြုတ်ရင်ထဲမှာအမှတ်မထားဘူးဆိုလို့ရှင်သူဆဲတာသူနဲ့ပဲသက်ဆိုင်တယ်ကိုနဲ့မဆိုင်တော့ကိုပစ္စည်းမဟုတ်လာတော့လက်မခံတဲ့လက်ဆောင်လို့သဘောထားပြီးဆဲတာကိုရင်ထဲမှာမှတ်မထားခြင်းဟာလက်မခံတဲ့လက်ဆောင်ပဲဖြစ်တယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အသုံးအနှုန်းတိုင်းဘုန်းကြီးတို့တွေကိုယ်စိတ်ကိုထိန်းနိုင်ကြမလားအဲ့ဒီလိုထိန်းပြီးတော့စမ်းကြည့်ပေါ့ကိုယ်ကိုလာဆဲလို့ရှိရင်မြတ်စွာဘုရားကအတိမမပြုနဲ့ငါနဲ့မဆိုင်ဘူးဆိုပြီးတော့ရှောင်တိန်နေလိုက်တဲ့တိမပြုတ်လိုက်ခြင်းဟာကိုလက်ခံရရောက်တယ်လို့ဟုတ်လို့ဆုံးမတယ်